များကြီးပဲတိုက်ပွဲဒီအာရှလန်တိုက်ပွဲမှာလည်းမသေးလို့မြောင်းဖေးတွေမှာကြာတယ်အဲ့လိုအနောက်ကိုကြော်ကြတယ်နှစ်ယောက်အတူတူနေနေတာတယောက်ကကြာသွားတယ်ကျက်တင်နက်ကစနိုက်ပါသမားအဲ့နှစ်ယောက်အလေကိုကြာတယ်ဆက်သွယ်မြောင်းရဲ့ဘေးကအလေကိုကြာတော့ဒဲအိမ်ကိုကြာသွားချင်မှာဖုံကဖွာကနေဆိုမြေကြီးကကျွန်တော်ကဆက်သွယ်မြောင်းတူးတင်ထားတော့ဦးအရှိမလားရှုံနဲ့တဲထည့်ပြီးတော့ကာထားတာပဲရှိတာလေအနောက်ကိုကြာတော့ဖွာကနေဆိုဖုံကဖွာကနေဒါလည်းနေတိအိုင်လာဆိုဖုံတွေကလည်းလုံးဝပလားနေချိန်ကြတော့တယောက်နဲ့တယောက်မမြင်ရဘူးလေကြာတာဒီမှာကြာဆိုကိုကသိနေဟာငါမထီးငါဖိဘူးတဲ့လက်ကိုသူကဒီလိုအုပ်ထားတာဒါပေမဲ့ဖုံလုံးဝပြည့်တော့မှတွေးရကြာတာကျွန်တော်ကြည်ပေါက်ဆိုကျွန်တော်တွေးတော့မဆေးသေးဘူးသူ့တွေးကိုကြည်ပေါက်မှာအဲ့တိုင်းပဲကျွန်တော်ထားတာဟာငါဘာမှမဖြစ်ဘူးလေကြည်လိုက်တော့တွေးရကြာဒီမှာမျက်လုံးကထွက်ကြနေမရှိတော့ အဲ့ဒါကိုဘာမှမဖြစ်ဩသေးရအဲ့တော့ဘာမှမဖြစ်ဘူးတဲ့ညီလေးတဲ့ကို